ဒီဆောင်အိတ်တဲ့ခိုးတယ်လာတဲ့ဒီကြောင်တွေကြောင့်လုံခြုံရေးတွေပါထိတ်လန့်ခဲ့ရပါတယ်အားလုံးမင်္ဂလာပါရင်းနေတာ Entertainment Channel ကနေပြန်လည်ကြိုဆိုပါတယ်လေးသိလုံခြုံရေးတွေကနေတိုင်းလိုတာမန်လုပ်တွေကိုပဲလုပ်နေရပြီမယ်တခါတလေတော့သူတို့စိတ်ကူးတဲ့တောင်မရှိနိုင်နဲ့အမခန်းစရာပစ္စည်းတွေမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ပစ္စည်းတွေကိုပါရှာပေးတွေ့ရှိကြပါတယ်ဥပမာအိတ်တွေထဲမှာထည့်ထားတဲ့ဒုံးကြီးပြလောင်ချတွေဘောင်မုံထဲမှာဖုတ်ထားတဲ့ဓာတ်တွေမြေဘက်တော့ဘက်အိုးထဲမှာဖွက်ထားတဲ့တန်းတတ်တွေပါ DSA လုံခြုံရေးစစ်ဆေးတဲ့နေရာမှာထိတ်လန့်စရာရှာဖွေတွေ့ရှိမှုတွေဖြစ်ခဲ့ပါတယ်ဟုတ်ပါတယ်အိတ်ဆွေးစစ်ဆေးတဲ့ချိန်မှာလက်ပစ်ပုံးနဲ့ဆင်တဲ့ပစ္စည်းနှစ်ခုကိုတွေ့ခဲ့တာပါဒီຢာတွေကစေကူးရင်ထားတာတွေမဟုတ်ပါဘူးတကဘာလုံးကလေစိတ်တွေကိုတုံလှုပ်စေခဲ့တဲ့တကယ်တွေ့ရှိခဲ့ရတဲ့ပစ္စည်းတွေပါခလင်းငယ်တူ2012ခုနှစ်ဇွန်လလတုန်းကရှာချာနိုင်ငံတကာလေဆိပ်ကလုံခြုံရေးအရာရှိတွေဟာလက်ဆွဲတစ်ခုကိုအိတ်ဆွေးဆက်တင်မှာထည့်ပြီးတဲ့နောက်ကြက်တီသေးသွားခဲ့ပါတယ်မျက်နှာပြင်ပေါ်မှာ9လသားရဲ့ခလင်းငယ်တယောက်အိတ်ထဲမှာကွေးနေတဲ့ပုံကိုထင်ထင်ရှားရှားမြင်လိုက်ရတာကြောင့်9လသားလေးကိုလေဆိပ်ကအိတ်ဆွေးဆက်တင်ထည့်လိုက်တာလားအကျဉ်းစနီးမောင်နဲ့ဖြစ်တဲ့မိဘတွေဟာလေရင်ပေါ်ကနေဆင်းလာပြီးမဲ့ကလေးအတွက်ဝင်ရောက်ခွင့်စာရွက်စာတမ်းတွေမရှိခဲ့ပါဘူးလူမှုကြီးတဲ့ရေကိုမဆောင်မင်းနဲ့ဖခင်ဖြစ်သူကလက်ဆွဲအိတ်ထဲထည့်ပြီးကလေးကိုခိုးသွင်းမှုကြိုးစားခဲ့ပါတယ်ဒီလိုလုပ်ရကကြေကွဲစရာအဖြစ်နီးပါအဆုံးသတ်သွားနေပါတယ်အိတ်ဆွေးဆက်တရားလူကြီးတွေအတွက်တော့မှအန်ဒီယေရှိနိုင်ပြီးဝေးကိစ္စကလေးငယ်ကိုထိတ်လိုက်တယ်ဆိုတဲ့အချက်ကအရာရှိတွေကိုထိတ်လန့်တော်လို့စေခဲ့ပါတယ်ဒီတဲ့ပုံကကဘာတဝါလုံးမှာလေးမြန်စွာပြန့်နှံ့ခဲ့ပါတယ်အစိုးရရှိနေတဲ့ကလေးငယ်ရဲ့အသက်ကိုအန်ဒီယေဖြစ်စီမှုနဲ့အမှုဖွင့်ခဲ့ပြီးဇနီးမောင်နှံကိုလေးစီမှာဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်ကလေးငယ်ကိုကယ်တင်နိုင်ခဲ့တာကရှာချားရဲ့လုံခြုံရေးစနစ်ကြောင့်ပါပဲ UAE မှာ passport ထိန်းချုပ်ရေးအပြီးမှာတော့လက်ဆွဲအိတ်တွေကိုထပ်မံစစ်ဆေးပါတယ်ဒီဒုတိယကျင်းစစ်ဆေးမှုမှာဝန်ထမ်းတစ်ယောက်ကကလေးငယ်ရဲ့ပုံကိုမြင်သွားခဲ့ပြီးအိတ်ကိုအဝေးကြီးမရောက်ခင်မှာတားဆီးနိုင်ခဲ့ပါတယ်အမြောက်ဆန်လုံး2012ခုနှစ်ဖေဖော်ဝါရီလတုန်းက Fort Lauderdale Hollywood နိုင်ငံတကာလေဆိပ်က DSA agent တွေဟာအစီအစိခံရမယ့်အိတ်တစ်လုံးကိုဈေးဖွင့်လိုက်ပြီးတဲ့နောက်မှာကြက်တီသေးသွားခဲ့ပြန်ပါတယ်အတွင်းထဲမှာတော့အဝေးစားတွေမဟုတ်ဘဲအမြောက်ဆန်တစ်လုံးမှာတန်ကြီးတက်နေတဲ့တပ်တူကြီးမဟုတ်ဘဲသမုတ်တရားတဲကနေအသက်ဆယ်ယူထားတဲ့တန်တာကြောက်တွေဖုံးနေတဲ့အမြောက်ဆန်လုံးပါခရီးသည်ကရင်ကုန်သမားတစ်ယောက်ဖြစ်ပြီး18ရာစုကနင်းမြုပ်နေတဲ့တင်မောပြန်ကားကနေယူလာခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်ဒီအခါမှာတော့အခြေအနေကပိုပြီးတင်းမာလာပါတယ်ဘုံရှင်းလင်းအဖွဲ့ဟာချင်းချင်းရောက်လာပြီးတော့ပြည်စည်းစစ်ဆေးတဲ့နေရာတစ်ခုလုံးကိုရှင်းလင်းလိုက်ရပါတယ်ဒီအမြောက်ဆန်လုံးကပောက်ကွဲနိုင်ခြင်းရှိမရှိကိုကျွမ်းကျင်သူတွေကစစ်ဆေးနေကြပါတယ်စမ်းသပ်မှုတွေကဒါဟာအန်ဒီယယ်မရှိတဲ့တံပြားမဟုတ်ဘူးဆိုတာအတည်ပြုခဲ့ပြီးပောက်ကွဲနိုင်တဲ့အလားအလာရှိနေသေးကြောင်းသိခဲ့ရပါတယ်ဒါကဘာကြောင့်စိုးရိမ်လို့မဟုတ်ခဲ့ကြောင်းကိုရှင်းပြကြပါတယ်လွန်ခဲ့တဲ့ရာစုနှစ်များစွာကအမြောက်ဆန်လုံးတွေဟာအများအပြားတော့မိခိုးရက်နေထဲသွင်းကမိစာနဲ့လုံးပိတ်ထားတတ်ပါတယ်မိခိုးရန်ဟာလျင်မြန်စွာပျက်စီးမသွားပါဘူးရေအောက်မှာတော့နှစ်ပေါင်းများစွာရှိနေပြီးတဲ့နောက်မှာရာစုနှစ်ပေါင်းများစွာထိအသက်အန္တရာယ်ပေးနိုင်ပါတယ်တကယ်တော့ American ပြည်တွင်းစစ်တုန်းကအမြောက်ဆန်လုံးတွေကိုဒီနေ့ခေတ်ထိရှာဖွေတွေ့ရှိနေကြဆဲဖြစ်ပြီးတချို့ကလည်းအသက်ဝင်နေဆဲဖြစ်တာကြောင့်ဘုံရှင်းလင်းအဖွဲ့တွေကချက်ချင်းဖောက်ခွဲဖျက်ဆီးပြရလိမ့်ရှိပါတယ် DSA ကတော့အခုအခါမှာဒီကိစ္စကိုပြပြသားသားပြောထားပါတယ်ရဲမို့ပါတဲ့ပစ္စည်းမစိုးခီးဆောင်အိတ်ထဲမှာတဲဆောင်ခွင့်ပိတ်ပင်ထားပါတယ်ဒါရီထဲမှာတော့မီခိုရန် percussion caps တွေနဲ့ရှေးဟောက်ကြည်စံတွေလည်းပါဝင်ပါတယ်ဘောင်းမီတဲကမွေများ2024ခုနှစ်ဇွန်လလတုန်းကတရုတ်နိုင်ငံရန်ဆန်းကဖူးရှင်းစိတ်ကံမှာအခွန်ကောက်အရာရှိတွေကဟောင်ကောင်ကနေလမ်းလျှောက်ဝင်လာတဲ့အမျိုးသားတအူးကိုရက်တန့်စစ်ဆေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ဘောင်းမရပုံမှန်မဟုတ်ဘဲနဲ့ဖောင်းကြနေလို့ပါ။သူ့ရဲ့အိတ်ကက်တွေထဲမှာအဝေးအိတ်လေး6ခုကိုအတိတ်နဲ့ပတ်ပြီးတော့ထည့်ထားတာတွေ့ရပြီးတော့အိတ်လေးတွေကလှုပ်ရနေပါတယ်။အဲ့ဒီအိတ်တွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအယောင်မျိုးမျိုးအရွယ်အစားမျိုးမျိုးရှိတဲ့အသက်ရှင်နေတဲ့မွေ104ကောင်ကိုရေးတွက်ရပါတယ်။ဖမ်းပြီးတဲ့မွေတွေထဲမှာတော့နို့မွေအနောက်တန်းနှာခေါင်းပေါက်မွေပြောင်းမွေတက်ဆက်ကြွမွေနဲ့နွားမွေတွေပါဝင်ပါတယ်ဒီမျိုးစိတ်တွေကထူးခြားတဲ့အိမ်မွေးတလေးဆန်ပြင်းနဲ့ရောင်းဝယ်ရလေးရှိပေမဲ့တရုတ်နိုင်ငံရဲ့ဇာတိမျိုးစိတ်တွေမဟုတ်ပါဘူးအစိမ်းမရှိတဲ့မွေတွေဖြစ်ပေမဲ့လည်းအရာရှိတွေကဒီတည်ယူပို့ဆောင်မှုကိုကျူးကျော်မျိုးစိတ်များပြန့်နှံ့စေမဲ့ချင်းချောက်မှုဖြစ်နေတတ်မှတ်ခဲ့ပါတယ်အကောက်ကွန်ကထုတ်ပြတဲ့ဗီဒီယိုနဲ့ဓာတ်ပုံတွေမှာအကြည့်အောင်အိတ်ဒီမှာတော့ဝင်ငယ်လေးတွေရစ်ပတ်နေတာရှင်းရှင်းလင်းလင်းပြသထားပါတယ်ဒီသွားတွေကိုထိမ့်သိမ်းထားပြီးတလိမ့်ဆန်တွေကိုသိမ်းဆည်းခဲ့ပါတယ်ပြည့်ဝချက်တွေနဲ့မြင်ကောင်းရုပ်2016ခုနှစ်မေလတုန်းကအော့ကလန်နိုင်ငံတကာလေဆိပ်ကအခွန်ကောက်အရာရှိတွေကမတူညီတဲ့ကုန်စည်ပို့ဆောင်မှုတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါမက္ကဆီကိုကနေပြန်တန်းလာပြီးဟောင်ကောင်မှာခဏရန်နာခဲ့တဲ့ကြီးမားပြီးတော့တောက်ပနေတဲ့မြင်းကောင်းရုပ်တစ်ခုပါပဲ။ဒါပေမဲ့အလေးချင်းကပေါင်900နီးပါးရှိပြီးရိုးရိုးအလှဆင်ပစ္စည်းတစ်ခုတော့ရန်လေးလုံးပါတယ်။အရာရှိတွေကလွန်ပူနဲ့ဟောက်ကြည့်လိုက်တဲ့အခါမှာတော့မြင်းကောင်းရဲ့အကျဉ်းမှာဖွဲ့ထားတဲ့ကိုကင်း35တုံးကိုတွေ့ရပြီးတော့အလေးချင်းစုစုပေါင်း89ပေါင်လောက်ရှိပါတယ်။သူတို့ကကိုကင်းအားလုံးကိုထုတ်ပြမဲ့စာအများစုကိုအတုတွေနဲ့အစားထိုးချီယာကန်ဆက်တစ်ခုထည့်ပြီးတော့ဘသူလာယူမလဲဆိုတာကိုတိတ်ဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။ဟာဝိုင်ယီကနေအမျိုးသား2ဦးရောက်လာပြီးတော့ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီအဖြစ်အအဲ့ဒီအခြေအနေကဒါဟာနယူးဇီလန်နိုင်ငံမှာဖမ်းမိခဲ့တဲ့များအကြီးမားဆုံးကိုကင်းဖမ်းဆီးမှုဖြစ်ပြီးနယူးဇီလန်ဒေါ်လာ14သန်းလောက်တန်ဖိုးရှိပါတယ်။ခီးဆောင်အိတ်တဲကကျက်တစ်ကလေး2010ခုနှစ်ဩဂတ်စ်လတုန်းကဘန်ကောက်သူမနာဘူမီလေးစေးကစစ်စေးမှုတွေဟာစစ်စေးခံမဲ့အိတ်တလုံးကိုအေဆွေးထဲထည့်လိုက်ပြီးတဲ့နောက်မှာအံ့အားသင့်ခဲ့ပါတယ်။ပုံရိပ်ထဲမှာတော့အယုတ်တွေကြီးမဟုတ်ပဲအယုတ်တွေနဲ့အားနေနေတဲ့နှလုံးခုန်တယ်ကိုပါပြသနေပါတယ်။အရာရှိတွေကအိတ်ကိုဖွင့်လိုက်တဲ့အခါမှာတလာသားရဲ့ကျစ်တဲ့ကလေးတစ်ကောင်ကိုတွေ့ရပြီးမေးသေးပေးထားကကြားရုပ်ပြုတ်တွေကြားထဲမှာထည့်ထားတာပါခီးတဲ့ကအီရန်ကိုမန်အဲလီရင်နဲ့လိုက်ပါမယ်အသက်32နှစ်အရွယ်ထိုင်းမျိုးသမီးတူဖြစ်ပါတယ်သူမကိုချစ်ချင်းပဲထိန်းသိမ်းလိုက်ပြီးကျက်တဲ့ကလေးကိုတော့အသက်ရှင်လျက်သိမ်းဆည်းခဲ့ပါတယ်ထိုင်းမျိုးသားဥယျာဉ်တာရက်တလိပ်ဆန်နဲ့
အပင်ထင်းသိမ်းဌာနကအရာရှိတွေကကျက်တဲ့ကလေးကိုအလင်းမြန်ဒိဋ္ဌံကုသရေးဌာနကိုပို့ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေကကျက်တဲ့ကလေးဟာမွေးမြူရေးချမ်းကလာတာလားဒါမှမဟုတ်တောထဲကနေခိုးပန်းလာတာလားသိရဖို့အတွက် DNA စစ်ဆေးမှုတွေပြုလုပ်မယ်လို့ပြောပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါကြားတွေကိုနိုင်ငံတကာကုန်သွယ်မှုကပိတ်ပင်ထားတာဖြစ်ပြီးအသက်ရှင်နေတဲ့ကျက်တဲ့ကလေးကိုဂီးဆောင်အိတ်တွေထည့်သေးတာဟာလုံးဝဥပဒေချိုးဖောက်မှုပါ။အသားထုတ်ထားသောကျက်သား2022ခုနှစ်စက်တင်ဘာလ29ရက်မနက်6နာရီကျော်မှာ Fort Lauderdale Hollywood နိုင်ငံတကာလေဆိပ်ကစစ်ဆေးမှုတွေကစစ်ဆေးခံမဲ့အိတ်ထဲကနေကျက်သားစိမ်းတစ်ကောင်ကိုဆွဲထုတ်ခဲ့ပါတယ်။သူတို့မမျှော်လင့်ထားတာကကျက်သားထဲမှာအသားထုတ်ထားတဲ့အရာပါကျက်ရဲ့ဘိုက်ကောင်းထဲမှာပလတ်စတစ်နဲ့ပတ်ထားတဲ့တနက်တက်လက်ကိုတွေ့ထားပါတယ်။ခရီးသည်က Port-au-Prince Haiti ကိုနိုင်ငံတကာလေယာဉ်နဲ့သွားမဲ့သူဖြစ်တာကြောင့် American အကောက်ခွန်နဲ့နေဆက်ကောက်ွယ်အဖွဲ့ကချက်ချင်းပါဝင်လာခဲ့ပါတယ်။ DSC ကနောက်ပိုင်းမှာတော့ဒီအကြောင်းကိုကျက်သားနဲ့ပတ်သက်တဲ့စကားလုံးထူးတွေနဲ့ရိုးပြီး Instagram မှာပုံတင်ခဲ့ရကနေနိုဝင်ဘာလမှာဒီဇလန်ကလူသိများခဲ့ပါတယ်။ခရီးသည်တို့ကလုံခြုံမှုမရှိတဲ့နီလက်နဲ့တနက်ကိုဖွက်ပြီး DSC ကိုလဲသားဖို့ကြိုးစားလို့ဘန်းခံကြတာပါ။ DSC ကတနက်ကိုကျက်သားစိမ်းနဲ့ထည့်ထားတဲ့ဓာတ်ပုံကို Instagram မှာတင်ခဲ့တာဖြစ်ပါတယ်။မွေများနဲ့အခြားအရာများ2019ခုနှစ်မတ်လတုန်းက Los Angeles နိုင်ငံတကာစာပို့ဌာနကစစ်ဆေးမှုတွေဟာဟောင်ကောင်ကနေရောက်လာတဲ့ပုံမှန်မဟုတ်တဲ့ခံစားမှုပေးနေတဲ့ပါစေတိုတိုကိုဖွင့်ကြည့်ခဲ့ပါတယ်။အတွင်းထဲမှာတော့အာလူကျော်ဘူးသုံးမှုကိုတွေ့ရပြီးမြဲဘူးတူဘူးစီမှာတက်ရှိနေတဲ့စပတ်အုံးမွေတကောင်စီရှိနေပါတယ်။ထူးခြားတဲ့တလိမ့်ဆန်တွေကိုမောက်ခုသွင်းသူတွေဟာအမေရိကန်ကိုမွေတွေခေါ်လာဖို့ထူးခြားတဲ့နည်းလမ်းတွေကိုသုံးပါတယ်။စုံစမ်းစစ်ဆေးမှုတွေကတက်ရှိနေတဲ့စပတ်အုံးမွေ၃ကောင်ကိုဟောင်ကောင်ကနေ Los Angeles ကိုစားတဲ့ကနေပို့ခဲ့တာလို့ဆိုပါတယ်။ဟုတ်ပါတယ်။အာလူကျော်ဘူးတွေထဲမှာပါဝေဒီမှာတော့2ပေလောက်ရှည်လျားပါတယ်ဒါတွေမကသေးပါဘူးအဲ့ဒီတစ်တာထဲမှာပဲတရုတ်ဖြော့ခွေလေးဖြူ3ကောင်နဲ့ပါလာပါတယ်အေဂျင့်တွေကစပတ်အုံးမွေတွေကိုချက်ချင်းဖယ်ရှားလိုက်ပြီမယ်လေးတွေကိုတော့စောင့်ကြည့်ရင်ပို့ခွင့်ပေးလိုက်ပါတယ်ပောက်ကွဲပစ္စည်းများပြည့်နေသောခီးဆောင်အိတ်2024ခုနှစ်ဒီဇင်ဘာလ15ရက်နေ့ည10:00နာရီလောက်မှာ Los Angeles နိုင်ငံတကာလေဆိပ် Terminal 4က TSA အေဂျင့်တွေကတန်တရားဖြစ်ပွဲလေးလံနေတဲ့ Desway တလုံးကိုဖွင့်ကြည့်ခဲ့ပါတယ်အတွင်းထဲမှာတော့တွေ့ရှိရတဲ့ຢာတွေကသူတို့ကိုကြက်သေးစေခဲ့ပါတယ်အဲ့ဒါကမြူရှူမီပိုင်82ခုဓာတ်3ချောင်းတနက်အတူ2လက်နဲ့ငရုတ်ကောင်းမှုဖြန့်သေးဘူးဖီလာဒဲလ်ဖီးယားကိုသွားမဲ့ခီးတဲ့အမျိုးသမီးကိုထိန်းသိမ်းခဲ့ပြီးလာဝါရဲတပ်ဖွဲ့နဲ့ဘုံရှင်းလင်းရေးအဖွဲ့ကတာဝန်ယူခဲ့ပါတယ်။ DSC ကဒီပစ္စည်းတွေကိုအလွန်စိုးရိမ်စရာလို့ဖော်ပြခဲ့ပါတယ်။ဘာလို့လဲဆိုတော့ပိတ်ပင်ထားတဲ့ပစ္စည်းတွေကြောင့်သာမကပဲအိတ်တလုံးထဲကိုအရေးအတွက်အများကြီးထည့်ထားတာကြောင့်ပါ။ကိုကင်းထည့်ထားသောစပင်တု2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာကိုလံဘီယာနိုင်ငံကက်တချန်နာရဲ့ Refill နိုင်ငံတကာလေဆိပ်ကရဲတွေဟာအကြံတန်ကိုပြန်တန်းဖို့အတွက်ကြိုးစားနေတဲ့အသက်40ရွယ်မျိုးသားတပ်ဦးကိုတားဆီးခဲ့ပါတယ်။အရာရှိတွေကသူ့စပင်ကိုပုံမှန်မဟုတ်တာကိုသတိထားမိခဲ့ပါတယ်။အမြန်စစ်ဆေးကြည့်ဖို့စပင်တို့ကိုဖိလိုက်တဲ့အခါမှာသူ့ရဲ့ဥယျာဉ်ပြမှာတိတ်နဲ့ကတ်ထားတဲ့ကိုကင်းပါတယ်စီးတောက်16လုံးကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကိုကင်းတွေရဲ့အလေးချိန်ဟာ120 gram လောက်ရှိပြီးယူရို1000ဒေါ်လာ1500လောက်တန်ဖိုးရှိပါတယ်။ရဲဒီယာဖန်ဆီးမှုဗီဒီယိုကိုရက်အနေငယ်ကြာမှထုတ်ပြန်ခဲ့ပါတယ်။ကတာချန်တိုင်းရဲတပ်မှုကဒီအမျိုးသားဟာစစ်ဆေးရေးဂိတ်ကိုမရောက်ခင်ကတည်းကပုံစံခွဲခြားလေ့လာတဲ့ကျွမ်းကျင်သူများ၏တတိပေးခြင်းခံထားရကြောင်းပြောပါတယ်။စပင်တို့ကိုဖယ်ရှားလိုက်တဲ့အခါမှာမူရည်စေဝါဖြစ်ကြောင်းစစ်ဆေးမှုတွေကနေတည်ပြုနိုင်ခဲ့ပါတယ်။အာနာပိုင်တွေကဒီဆေးတောင်တွေဟာတခါသောဆေးပမာဏ400လောက်ရှိတယ်လို့လည်းပြောပါတယ်။ဖရရီယာတန်တရားရှိသူမှာမူရည်စေဝါမောင်ကိုမှုမှတ်တမ်းတွေကိုချီထားပြီးဖြစ်တာကြောင့်ရှင်းနေတွေကိုလင်းမြန်စွာလဲပြောင်းပေးခဲ့ပါတယ်။ဒါမောင်ကိုသမားတွေစပင်တူးနဲ့လဲစားဖို့ကြိုးစားတာပထမဆုံးတင်မဟုတ်ပါဘူး။2019ခုနှစ်မှာစပိန်ရဲတွေဟာဘာစီလိုနာအယ်ဖရက်လေဆိပ်မှာဘိုဂိုတာကခီးတဲ့တူကိုတားဆီးခဲ့ပါတယ်။သူမှာကိုကင်း900 gram ကျော်ကိုရွေးစားကြည့်ပြီးဂတိလီနာဖြစ်နေတဲ့စပင်တူးအောက်မှာကတ်ထားတာပါ။ဒီအမှုကလည်းစပင်တူးပုံစံကရဲစရာကောင်းလွန်းတာကြောင့်လူသိများခဲ့ပါတယ်။ပေကူမွေးပါအိမ်များ2019ခုနှစ်အောက်တိုဘာလ3ရက်နေ့မှာ Dash အကောက်ခေါ်အရာရှိတွေဟာ Amsterdam ရဲ့ Schiphol လေဆိပ်မှာကျင်းသိမ်းထားစရာကောင်းတဲ့ခီးဆောင်အိတ်တလုံးကိုဖွင့်ကြည့်ခဲ့ပါတယ်။ဒီအိတ်ထဲမှာတော့အဝေးဆောင်ဒါမှမဟုတ်လက်ဆောင်တွေမဟုတ်ဘဲအသက်ရှင်နေတဲ့ပင့်ကူမွေးပါအိမ်အကောင့်200လောက်ကိုထည့်ထားတာပါ။ဗီဒီယိုကနေပြန်တန်းလာတဲ့ဂျာမန်ဇနီးမောင်နှံဟာအဲ့ဒီပင့်ကူတွေကိုခြေအိတ်တွေရှယ်အင်ဂျီတွေနဲ့သူတို့ရဲ့ဖက်နှက်တွေထဲမှာဖွဲ့ထားတဲ့ပလတ်စတစ်ပူနဲ့ပြုံနေတဲ့မှာထည့်သွင်းထားပါတယ်။ပင့်ကူမွေးပါအိမ်တွေနဲ့အတူကင်းကျင်များပရစ်ပိုးတော်မနဲ့ကျန်းကောင်တွေလေးပါပါတယ်။အရာရှိတွေကမျိုးစိတ်အများစုဟာရှားပါပြီးတော့တချို့ဆိုရင်သိပ္ပံပညာရှင်တွေတောင်မှသိမသိသေးတဲ့မျိုးစိတ်တွေဖြစ်တယ်လို့ပြောပါတယ်။ဒလိစံတွေကိုချက်ချင်းတင်းဆေးပြီးတော့လုံခြုံစွာထားရှိဖို့ Dash စားနေရိတ်ကနေစားသုံးသူအာဏာပိုင်အဖွဲ့ကိုလွှဲပြောင်းပေးခဲ့ပါတယ်။အဒီနေ့ကတည်းနေရတနီးမောင်နဲ့ဟာပီတို့မှာဒီသက်တော်ဝါတွေကိုကိုယ်တိုင်စုဆောင်းခဲ့တာလို့ပြောဆိုခဲ့ပေမယ့်အကောက်ခွန်ကတော့ထင်ရှားတဲ့အန်ဒီကိုချက်ချင်းထောက်ပြခဲ့ပါတယ်။ပင့်ကူမွေးပါအိမ်နဲ့ကင်းကြီးပြားတွေကအစိတ်ရှိပြီးဒါတွေကိုတေချာထုတ်ပိုးထားတာမဟုတ်ပဲအဝေးစားနေကြမှာပြန်ကျင်းနေတာကြောင့်မှဆွဲချက်တွေမတင်ခဲ့ပေမဲ့လေ DPC ပြလုံခြုံရေးကိုတော့မကြော်ပြတ်နိုင်ခဲ့ပါဘူး။အစုံလေးကြည့်ရှုပြီလို့ကျေးဇူးတင်ပါတယ်။